ဒီနေ့ ring က nursing hospital နဲ့ nursing အနေခဲနုနဲ့ဘယ်လိုကွာတာလဲအဲ့ဒါလေး share ပေးချင်ပါတယ် nursing hospital ကတော့3နှစ်ကြာပါတယ် nursing အနေခဲနုကတော့6လကနေတစ်နှစ်ခွဲထိကြာနိုင်ပါတယ် ring တုံးကဒီကိုလာသွင်းမှာ register exam အောင်သွားပါတယ် nursing အနေခဲနုနဲ့လာဖို့ပါတယ်လို့အဲ့လဲဆိုတော့ PNSC ဒါမှမဟုတ် nursing in diploma လိုပါတယ် ring တုံးက license update တောင်းပါတယ် recommendation နဲ့ဒါလည်းတောင်းပါတယ်ချို့ကြတော့ ring ကိုလာမေးကြတယ် experience လိုလားပြောရမယ်ဆိုရင်တော့ ring တုံးက recommendation နဲ့ဒါမဖြစ်မနေပေးရတယ်ဆိုတော့လိုပါတယ် hospital အကြောင်းသိချင်တယ်ဆိုရင်တော့အရင်တုန်းက ring video တင်ထားပါတယ်အဲ့ဒီထဲမှာတော့ ring တိတလောက်လေးပြပြထားပါတယ် hospital နဲ့လာရင်ကုန်ကျစရိတ်ဘယ်လောက်လဲ nursing အနေနဲ့လာရင်ကုန်ကျစရိတ်ဘယ်လောက်လဲအဲ့ဒီနှစ်ခုကိုအရှင်ပြောရမယ်ဆိုရင်တော့ဒီ nursing hospital ကကိုယ်တိုင် hospital.d မှာဝင်ချုပ်နိုင်တယ်ဆိုရင်တော့ဒီကုန်ကျစရိတ်တွေကအများကြီးတက်တာသွားပါမယ်ရင်းတို့လိုမျိုး nursing အနေနဲ့လာမယ် agent နဲ့လာမယ်ဆိုရင်တော့ agent fees တွေရှိမယ်အခုနောက်ပိုင်းမှာတော့ purchase scholarship တွေရှိတယ်လို့တော့ကြားတယ်ပေါ့နော် ring တို့ထက်အများကြီးတက်တာမယ်လို့တော့မျှော်လင့်ပါတယ်အချို့တွေကမေးကြတယ် ring ကပဲ agent နဲ့လာတာလေ one education နဲ့လာတာပါဒီနေ့ဒီလောက်ပဲဒီမှာပဲ video အဆုံးတက်လိုက်ပါမယ်နောက် video ကြရင်တော့တက်တွေ့ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်